နော်စုံတီထွင်လုပ်ငန်းရှင်တယောက်ဖြစ်တာဘာကောင်းလဲစိတ်လှုပ်ရှားစရာအပြည့်ရှိတယ်နေ့တိုင်းရုပ်ရှင်အောင်ကြည့်စရာမလိုဟလာအများတန်း challenge တွေအများတန်းရှိနေတယ်နော်ပြီးတော့လူတွေကလုပ်ငန်းရှင်ပေါ့အဲ့လိုမျိုးထင်ကြီးတာပေါ့နော်အဲ့လိုမျိုးရှိနိုင်တယ်ပြီးတော့တကယ်တထေးဖြစ်ဖို့အခွင့်အလမ်းလဲရှိနိုင်ပါတယ်နော်အဲ့တော့တထေးအကြီးတွေဖြစ်ဖို့အခွင့်အလမ်းလဲရှိနိုင်တယ်ကိုယ်မှာစွမ်းရည်တွေရှိရဆိုရင်လည်းအပြည့်အဝသုံးချခွင့်ရနိုင်တယ်ပေါ့နော်ဒါတွေကတော့ကောင်းတဲ့ချက်တွေပေါ့လေအဓိကတော့ကိုဘလို့တန်ဖိုးမြင့်ပေးနိုင်တယ်လေနော်အဲ့ဒီလိုမျိုးကောင်းတဲ့လုပ်ငန်းမျိုးတွေရွေးချယ်နိုင်တယ်ဆိုရင်ကျွန်တော်တို့မှာထပ်ပြီးတော့စိတ်ချမ်းသာစရာတွေရှိတာပေါ့နော်လုပ်ငန်းရွေးချယ်မှုပေါ်မူတည်ပြီးတော့ကိုယ်လုပ်ငန်းကြီးပွားလာတဲ့အမျှကိုယ့်ရဲ့ဝန်ထမ်းတွေအတွက်လည်းတိုးတက်ကြောင်းတွေဖန်တီးပေးနိုင်မယ်နော်ကိုယ့်ရဲ့ customer တွေအတွက်လည်းထူးခြားတဲ့ product service တွေနော်ဖန်တီးပေးနိုင်မယ်နောက်ပြီးတော့ဒီစီးပွားရေးတစ်ခုလုံးအတွက်အထောက်အကူဖြစ်တဲ့နော်အခြေအနေမျိုးတွေလည်းဖန်တီးပေးနိုင်မယ်ပေါ့နော်အဲ့တော့တချို့လုပ်ငန်းတွေကတော့ဒါပျက်စီးကြောင်းတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မလို့တေချာတော့ရွေးချယ်ဖို့လိုတယ်အဲ့တော့အခုကျွန်တော်တို့ circular economy ကိုပြောတဲ့အခါမှာတော့circular economy entrepreneurship ကတော့ဟလာသဘာဝပတ်ဝန်းကျင်ကိုလည်းကျွန်တော်တို့ဘယ်လိုမပျက်စီးအောင်နော်ဘယ်လိုစောင့်ရှောက်မှုတွေနဲ့သွားမလဲဆိုတာမျိုးပြောတာဖြစ်တဲ့အတွက်ဒီလိုလုပ်ငန်းတွေကတော့ကိုယ်လုပ်ငန်းကြီးပွားလေနော်သဘာဝပတ်ဝန်းကျင်အတွက်ကောနောက်ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက်ကောနိုင်ငံစီးပွားရေးအတွက်ကောအများကြီးအထောက်အကူပြုမဲ့လုပ်ငန်းမျိုးတွေဖြစ်လာမှာပါ